ဒီဗီဒီယိုကတော့ရန်ကုန်ယူဇနာဥယျာဉ်မြို့တော်ရဲ့တိုက်အသက်တစ်ခုမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။အဲဒီတိုက်ခန်းမှာငှားနေတဲ့မိသားစုတစုဟာညဘက်ဆိုအပြင်ဘက်ကလမ်းလျှောက်တန်တွေကြားရပြီးအပြင်ကိုထွက်ကြည့်တဲ့အခါမှာတော့အဲ့ဒီအမျိုးသားစီးတဲ့ဖက်နှက်ဟာအဝေးတနေရာကိုရောက်နေခဲ့ပါတယ်။အဲ့ဒီမိသားစုဟာကြောင်းလာတာတိတ်မကြားသေးပေမဲ့ညတိုင်းလိုလိုဒီဖြစ်ကိုကြုံနေရတဲ့အခါမှာတော့အခန်းပေါ်တယောက်ကများစနှောင်နေတာလားဒါမှမဟုတ်တခိုးများလားဆိုတာသိရဖို့အတွက် CCTV တစ်လုံးကိုတက်ဆင်ထားခဲ့ပါတယ်။နောက်နေ့မနေ့မှာတော့အဲ့ဒီအမျိုးသားဟာအဖြစ်မှန်ကိုသိရဖို့အတွက် CCTV ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အရန်ကိုကြောက်လန့်တုန်လှုပ်သွားခဲ့ပါတယ်။အဲ့ဒါကတော့အခု CCTV မှာမြင်တွေ့ရတဲ့အတိုင်းအဲ့ဒီအမျိုးသားစီးတဲ့ဖက်နှက်ဟာလူမပါပဲသူ့အလိုလိုလမ်းလျှောက်နေခဲ့ပါတယ်ခင်ဗျာ။အဲ့ဒီမျိုးသားဟာလည်း CCTV ထဲမှာမြင်တွေ့ခဲ့ရတဲ့အဖြစ်တွေကြောင့်တွေးပြစ်မတတ်ကြောက်လန့်သွားခဲ့ပါတယ်။ဒီအဖြစ်အပေါ်ပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြောပြပေးပါဦးခင်ဗျာ။လူလိမ်